Okay ဒီပုံမှာဆိုလို့ရှိရင်ဆရာမင်းတို့သင်ပေးခြင်းနဲ့အရာတစ်ခုရှိတယ်ဘာဆို channel mixer ဆိုတဲ့ကောင်လေးအဲ့တော့ channel mixer နဲ့ပတ်သက်ပြီးတော့ကိုလူတို့ပြမယ်ဘာမနော် channel mixer ဒီနေရာမှာမတည်ဘူးဆိုရင်ကတော့ဒီနေရာမှာ channel mixer ဆိုပြီးတော့ရှာလိုက်လို့ရတယ်ဒီမှာဒါလေးရှိဘာမနော် channel mixer အဲ့တော့ဒီကောင်မှာဆရာတို့က channel mixer မှာ selective color ရဲ့ပြောင်းမြန်ဘာမနော် channel mixer ဒီ selective color ရဲ့ပြောင်းမြန် selective color မှာဆိုလို့ရှိရင်ဆရာတို့ကသူ့မှာရှိနေတဲ့အရောင်ဆရာတို့ကရွေးချယ်ပြီးတော့အဲ့ဒီအရောင်ငါတို့ကဘာရောင်လေးပြောင်းရင်ကောင်းမလဲစဉ်းစားတာလေဟုတ်တယ်မလား selective color ကိုဆရာတို့ပြန်ရွေးလိုက်မယ်အဲ့တော့လက်ရှိနေတာဒီကောင်ကြီးကအနီရောင်အဲ့ဒီအနီရောင်ဆရာတို့ကပို့ပြီးหนีသွားမလားဒါမှမဟုတ်လဲဆိုင်ရန်ဘက်သွားမလားဒီလိုမျိုးလေးတွေဆရာတို့ကရွေးချယ်တာဟုတ်ဆိုပါတော့ငါတို့ကအပြာကိုရွေးချယ်လိုက်တယ်အပြာကိုရွေးချယ်လိုက်ပြီဆိုလို့ရှိရင်ဒါတော့ကောင်းကင်ပေါ့အဲ့ဒီကောင်းကင်ငါတို့ကအပြာဘက်ကိုပို့ပြီးသွားမလားဒါမှမဟုတ်လို့ရှိရင်လည်းအဝါဘက်သွားမလားဟုတ်လားအဲ့လိုပုံစံမျိုးတွေနဲ့ဆရာတို့ကတော့ဒါမှမဟုတ် black and white သွားမလားဒီလိုပုံစံမျိုးလေးဆရာရွေးချယ်တယ်ပေါ့နော်အဲ့ဆိုဒါကတော့ selective color ကတော့သူလက်ရှိနေတဲ့ color ကိုပဲရွေးချယ်ပြီးတော့အဲ့ဒီ color ကိုဘယ်လိုမျိုးလေးတွေပြောင်းလဲမလဲစဉ်းစားတာသို့တော့ channel mixer ကြတော့သူ့ရဲ့ပြောင်းမြန်သူ့မှာဆရာတို့ဘာရှိလဲဆိုလို့ရှိရင် output channel ဆိုတာရှိတယ်အဲ့ဒီမှာဆရာတို့က red ရယ် green ရယ် blue ရယ်၃ရောင်ပဲရှိတယ် red green blue အနီရယ်အစိမ်းရယ်အပြာရယ်ပေါ့ဟုတ်ပြီနော်အဲ့တော့သူ့မှာ red green blue ၃ရောင်ပဲရှိတယ်အနီရယ်အစိမ်းရယ်အပြာရယ်ဆိုပြီးတော့လက်ရှိဆရာတို့ red ကိုယူထားတဲ့အချိန်မှာအနီရောင်က100ဖြစ်နေပြီးတော့အစိမ်းက0အပြား0ဖြစ်နေတယ်ဟုတ်ပြီလားအဲ့တော့ဆရာတို့ကအနီကိုတိုးခြင်းနဲ့ဆိုလို့ရှိရင်ဆရာတို့ကအနီကိုတိုးလိုက်တဲ့အခါမှာဒီနာ error လေးထတက်တယ်ကျောင်းတိုင်းတွေ့လားအဲ့တော့ channel mixer မှာဆိုလို့ရှိရင် तू ကအမြဲတမ်း100ဖြစ်နေမှရမယ်အမြဲတမ်း100ဖြစ်နေမှရဟုတ်ပြီနော်ဆိုတော့ဒီကဆရာတို့ကအနီကိုတိုးခြင်းနဲ့ဆိုလို့ရှိရင်ငါတို့ကဒီနေရာမှာအနီကိုရွေးချယ်ထားတယ်အနီကိုရွေးချယ်ထားပြီးတော့အနီကိုငါတို့ကထားပါတော့130အထိတိုးလိုက်တယ်130အထိတိုးလိုက်ပြီဆိုလို့ရှိရင်ကျန်တဲ့ကောင်တွေကိုငါတို့ကဒီတိုင်းလွှတ်ထားလို့မရတော့ရှော့ပေးရတယ်အနီမှာ30တိုးသွားပြီကွာအစိမ်းမှာငါတို့က -5 အပြာမှာ -5ဒီလိုမျိုးရှော့မလားဒါမှမဟုတ်လို့ရှိရင်လည်းအပြာမှာပဲဆရာတို့က -10 ဆိုပြီးတော့ရှော့လိုက်မလားဒီလိုပုံစံမျိုးတွေနဲ့ဆရာတို့လုပ်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ထားပါတော့အစိမ်းကို -5 ဆိုပြီးတော့ရှော့ကြည့်လိုက်အစိမ်းကို -5 အပြာကို -5ဒီလိုရှော့လိုက်တဲ့အခါမှာပြီးရင်မျက်စိကိုအပိတ်အဖွင့်လေးနဲ့ပြန်ကစားကြည့်တွေ့လားအနီကဘာဖြစ်သွားလဲဆိုလို့ရှိရင်အနီကပို့ပြီးတော့တောက်သွားတယ်နော်โอเคနော်အဲ့တော့ပြီးရင်ဆရာတို့ကထားပါတော့အစိမ်းကို0ထားပြီးတော့အပြာကို -10 ဆိုပြီးတော့ကလိကြည့်ဒါဆိုလို့ရှိရင်ရောဒီကောင်ကပို့ပြီးတော့အနီလေးကပို့ပြီးတော့တောက်သွားတယ်လို့ဆရာအနေနဲ့ပို့ပြီးတော့ခံစားရတယ်အဲ့ဆိုအနီကိုနည်းနည်းလေးပို့ပြီးတော့တောက်ကြည့်မယ်โอเคအဲ့ဒီဘက်ကိုသွားမယ်ဆိုရင်ဆိုင်ရန်ဖြစ်သွားမှာသိလားအနီရဲ့ဆန့်ကျင်ဘက်ကလာဒီဆိုင်ရန်လေဟုတ်တယ်မလားအစိမ်းရဲ့ဆန့်ကျင်ဘက်ကလာဒီဘာဖြစ်လဲမာဂျန်တာလေဟုတ်တယ်နော်အစိမ်းရဲ့ဆန့်ကျင်ဘက်ဒီမာဂျန်တာအပြာရဲ့ဆန့်ကျင်ဘက်ဒီ yellow right ဒီတိကျောင်းသားတွေသိအဲ့တော့လက်ရှိဆရာတို့အနီကိုရွေးချယ်ထားတဲ့အချိန်မှာကျန်တဲ့အစိမ်းရောအပြာရောဝင်ပြီးတက်ရောက်မှုမရှိဘူးအနီတစ်ခုတည်းကပဲတက်ရောက်မှုရှိတယ်အဲ့လိုကွာခြားတယ်ဆိုကြတဲ့ခုကအဲ့တော့အနီကိုရွေးချယ်ထားတဲ့အချိန်မှာအနီနဲ့ပဲအကုန်လုံးအလုပ်လုပ်တယ်ဆိုတဲ့သဘော selective color ကြောင့်အဲ့လိုမဟုတ်တစ်ခုချင်းစီကိုဘယ်အောင်ပြောင်းလဲလုပ်လို့ရတယ်ဒီမှာအဲ့လိုလုပ်လို့မရဘူးဒါကြောင့် selective color ပြောင်းမြန်လို့ပြောချင်တာဟုတ်ပြီနော်ကြတော့ okay ထားပါတော့ဆရာတို့ကအနီကိုပဲငါတို့များမယ်ပေါ့နော်ဒီနေရာမှာ okay အနီကို115လောက်အထိတိုးလိုက်မယ်115အထိတိုးလိုက်မယ်အဲ့တော့ဒီနေရာမှာဆရာတို့က -15ဆိုပြီးတော့နှုတ်လိုက်မယ်ဒါဆိုလို့ရှိရင်တစ်ချက်ချိန်ကြည့်မယ် okay very nice နော်အဲ့တော့အနီကိစ္စပြီးပြီကွာအနီကိစ္စပြီးပြီဆရာတို့ကဒီနေရာမှာငါတို့ကောင်းကင်ကြီးကိုဟလာကောင်းကင်ကြီးကို literally changes လေးဖြစ်ချင်တယ်ပေါ့ကောင်းကင်ကြီးကိုပို့ပြီးတော့မိုက်သွားစေချင်ဒါမှမဟုတ်လေဒီပုံမှာအနီအောင်အပြင်မှာမှပန်းရောင်လေးနည်းနည်းလေးတန်းချင်တယ်ပေါ့ဟုတ်လားအနီကိုပန်းရောင်တန်းချင်တယ်အကြောင်းတိုင်းစဉ်းစားကြည့်အနီကိုပန်းရောင်တန်းချင်တယ်ငါတို့ဘယ်လိုမျိုးရွေးချယ်မလဲဒီပုံမှာပန်းရောင်တန်းချင်တဲ့အခါမှာပန်းရောင်ရဲ့ဖြောင်းမြန်ကာလာဒီဘာအရောင်လဲကျောင်းတိုင်းနဲ့ပေါ်လာပြီနော်အစိမ်းရောင်နော်ဟုတ်တယ်နော်ပန်းရောင်ရဲ့ဆန့်ကျင်ဘက်ဒီအစိမ်းရောင်အဲ့တော့ဒီနေရာမှာဆရာတို့ရွေးချယ်ရမှာဒီဘာဖြစ်သွားမလဲအစိမ်းဖြစ်သွားမယ်ဒါကြောင့်ဆန့်ကျင်ဘက်ကာလာတွေကိုရွေးချယ်ရတယ်ပြောတာဟုတ်ပြီလားဆရာတို့ selective color မှာဆိုရင်ပန်းရောင်ကိုရွေးချင်တယ်ဆိုရင်ပန်းရောင်တန်းရွေးလို့ရတယ် channel mixer မှာတော့မရဘူးဟုတ်လို့ဆိုတော့ပန်းရောင်ရွေးချင်တယ်ဆိုရင်ပန်းရောင်ရဲ့ဆန့်ကျင်ဘက်ကဘာလဲအစိမ်းရောင်အဲ့ဒီအစိမ်းရောင်ကတော့ရွေးလိုက်ရွေးပြီးသွားဆိုလို့ရှိရင်ပုံမှန်လက်ရှိရှိနေတဲ့အရောင်ဒီအနီရောင်မှတ်လားအနီရောင်မှာလှုပ်လို့ရတယ်သဘောပေါက်လား
အဲ့တော့ဆရာတို့ကအနီရောင်မှာတိုးလိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ကအစိမ့်ဘက်ရောက်သွားပြီးတော့ short လိုက်မယ်ဆိုရင် magenta ဘက်ရောက်သွားတယ် is magic is magic ကိုလို့တွေ့လားအဲ့တော့ကိုလို့အနီမမဟုတ်ကွာငါပြောပြအပြောက်ပဲလုံးအပြောက်လုံးလေစိမ့်အပြောက်တွန်းရင်စိမ့်သွားလားဟောအပြောက်ရှော့ရင် magenta အဲ့ဆိုလိုချင်တာတခုကကိုရွေးချယ်ထားတဲ့အကြောင်းပဲဒီနေရာမှာပြောင်းမြန်တက်ရောက်မှုရှိနေတာအစိမ်းအောင်ရွေးထားတယ်ဆိုလို့ရှိရင်အစိမ်းရောင်နဲ့သူ့ရဲ့ပြောင်းမြန်ဖြစ်တဲ့ magenta ပဲတက်ရောက်မှုရှိနေတာဒီလိုပုံစံမျိုးအလုပ်လုပ်ပါတယ် channel mixer ကိုဒါမင်းတို့အနေနဲ့ကျွန်းကျွန်းချင်းချင်းဖြစ်သွားပြီဆိုလို့ရှိရင်အရန်မိုက်တယ်ပုံတွေကိုအတစ်ကန်ရတာရေးလေကျွတ်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ okay ဆရာတို့ဒီနေရာမှာ magenta လေးနည်းနည်းကစားကြည့်မယ်ဒီပုံမှာရှိနေတဲ့အနီရောင်မှတ်လားအနီရောင်ဆိုတော့ဆရာတို့ကအနီရောင်ကို magenta ဘက်နည်းနည်းလေးတူလိုက်မယ်ဟုတ်ပြီနော်အရင်များလည်းမကောင်းဘူးဟာအဲ့တော့ဆရာတို့ -6 ဖြစ်နေတယ် -5 လောက်ပဲထားလိုက်မယ်အဲ့တော့ plus 95ဆိုပြီးဖြစ်နေတော့အဲ့ဒီကောင်ဆရာတို့က100အထိဖြစ်သွားအောင်လို့နည်းနည်းလေးဟလာလုပ်လိုက်မယ်ပေါ့နော်အစိမ့်ဘက်ကိုတိုးမလားဒါမှမဟုတ်လို့ရှိရင်ဆရာတို့အပြာဘက်ကိုတိုးပေးမလားအပြာတော့မတိုးချင်ဆရာအစိမ့်ကိုပဲတိုးလိုက်တော့105ဒါဆိုလို့ရှိရင်ဆရာတို့ပုံက magenta လေးလည်းနည်းနည်းလေးပါလာပြီပေါ့နော်အဲ့ဆိုဆရာကောင်းငင်ကြီးပေါ့ကောင်းငင်ကြီးကိုနည်းနည်းလေးငါတို့ကစားမယ်အဲ့တော့ဒီနေရာမှာဆရာတို့ blue ပဲရွေးချယ်လိုက်မယ် blue ပဲရွေးချယ်လိုက် blue ကိုပဲရွေးချယ်လိုက်ပြီး blue ကိုပဲတိုးလိုက်မယ်ပေါ့နော် okay အဲ့တော့ကောင်းငင်ကြီးကလည်းနည်းနည်းလေးမိုက်သွားပြီဒီနေရာမှာဆရာတို့115အထိတိုးလိုက်115 okay ဒါဆိုရင်ကောင်းငင်ကတော်တော်လေး fine လာပြီเนาะတော်တော်လေး fine ပြီးပြီဆိုလို့ရှိရင်ငါတို့ကဒီနေရာမှာ115ဖြစ်သွားတော့ armitage လေးပေါ်လာကြွအဲ့တော့သူ့ကိုငါတို့က100ပြန်ပြည့်အောင်လုပ်ပေးမယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့အနီကို -10 เนาะအနီကို -10 ထားပြီးတော့အစိမ်းကို -5 ထားလိုက်မယ်โอเคဒါဆိုရင်100ဖြစ်သွားပြီဟုတ်ပြီနော်ကြတော့တော်တော်လေး fine ဝိုင်းလောက်ကိုပြာနေတဲ့နေရာလေးလည်းတော်တော်လေးပြာသွားနော်ပုံလေးကတော့တော်တော်လေးတောက်ပါလာအဲ့တော့ဒီနေရာမှာဆရာတို့ကဒီအဖြူအမဲကိုလည်းကစားပေးလို့ရတယ်အဲ့တော့အဖြူအမဲကစားတဲ့အခါမှာလည်းအဲ့လိုပဲဆရာတို့ကလက်ရှိဟလာဘယ်လိုခေါ်မလဲအပြာရောင်ငါတို့ရွေးချယ်ထားမှာလားအဖြူအမဲ black and white မှာလည်းအဲ့လိုပဲသွားပြီးတက်ရောက်တယ်ဟုတ်ပါနော်ကဲအဲ့လိုဆိုတော့ဒါတော့ channel mixer ဖြစ်ပါတယ်ဒါကတော့ဒီကောင်ကတော့ before ပါဒီကောင်ကတော့ after ပါဟုတ်ပါနော်ကျောင်းသားအနေနဲ့ဒီ channel mixer နဲ့ဒီပုံလေးနဲ့ကိုတစ်ချက်ကစားကြည့်ကြည့်ပေါ့နော်အဲ့တော့ဆရာပြောတဲ့ဟာလေးကိုလည်းတခြားလေး note မှတ်ထားပြောင်းမြန်ကစားတယ်ဟုတ်ပါနော်လက်ရှိရှိနေတဲ့ပုံကအနီရောင်ဆိုလို့ရှိရင်ဟလာအနီရောင်ဆိုတော့တိုးခြင်းအနီရောင်ရွေးချယ်ဟုတ်လားဆိုကြတယ်ကအနီရောင်ကနေပြီးတော့ငါတို့ကပန်းရောင်လေးနည်းနည်းလေးတန်းခြင်းတယ်ပေါ့ပန်းရောင်ရဲ့ဆန့်ကျင်ဘက်ကပါတယ်အစိမ်းရောင်အဲ့တော့ငါတို့ကရှိနေတာဒီ RGB ပန်းရောင်ဆိုတော့အစိမ်းကိုရွေးချယ်လိုက်တယ်ဘာလို့ဆိုအစိမ်းရောင်ရဲ့ဆန့်ကျင်ဘက်က magenta ဖြစ်နေတာဟုတ်တယ်အဲ့လိုပဲဆရာတို့ကလက်ရှိနေတဲ့ပုံဒီအနီရောင်ကနေပြီးတော့ငါတို့ကဟလာအဝါဘက်လေးသွားခြင်းတယ်ခက်ဝါလေးဖြစ်ခြင်းတယ်ဒါဆိုလို့ရှိရင်ဆရာတို့ကအဝါဟုတ်ပြီနော်ရှိနေတာဒီ RGB အဝါရဲ့ဆန့်ကျင်ဘက်ဒီပါလေအပြာအဲ့တော့အပြာကိုရွေးချယ်ဟုတ်ပြီနော်အဲ့တော့အပြာမှာဆရာတို့ကအနီရောင်နဲ့ကစားပေးရတယ်အဲ့တော့အနီရောင်ကိုအနှုတ်ဘက်သွားလိုက်ဒါဆိုရင်ခက်ဝါလေးဖြစ်သွားတာအရင်မြိုင်တော့အရင်ဝါမှာပေါ့ဒီအောက်ကကောင်မပလေးလဲပါမဖြစ်ကိစ္စမရှိဒီတိုင်းပဲ default ထားတာဆိုတော့အပေါ် RGB နဲ့ပဲကစားလဲတော်တော်ကြီးလုံလောက်ပါကြတော့ကျောင်းသားရမယ်ထင်ပါတယ်ဒါတော့ channel mixer ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆရာပြန်လည်ဆုံတွေ့ကြပါ